တလားအတုံးစီကရွံနေရဒီနေ့ပစုံတကောင်ဝယ်လာတယ်ဒီပစုံကတိတ်စီကြီးပါတယ်900 gram ကို40ရွံဆိုလို့တကောင်မဲဝယ်ခဲ့လိုက်တယ်ပူသွားရင်လည်းစားလို့ကုန်တာမဟုတ်ဘူးပစုံစီလေးထွက်လာအောင်ကြော်ပြီးတော့အနားယူဖို့အတွက်အိုးထဲကနေဆဲထုတ်လိုက်တယ်ပစုံမုတ်ထည့်ပြီးတော့ပွားလာတဲ့အထိကြော်ပါမယ်အဲ့လိုဆိုရင်တော့100 ရာခိုင်နှုန်းအပြည့်ပစုံမုတ်ကြော်စစ်စစ်ကိုရပါပြီပစုံကိုအိုးထဲပြန်ထည့်ပြီးတော့ပစုံစီထွက်လာအောင်ပြန်ကြော်ပါမယ်ကျဲဥတလုံးခွဲထည့်ပြီးတော့နှစ်ဖက်လုံးရှေ့ဝါရောင်တန်းလာတဲ့အခါကျရင်တော့အရသာရှိတဲ့ပစုံကျဲဥကြော်လေးကိုဆဲထုတ်လို့ရသွားပါမယ်ပစုံကြီးကတော့အချိန်ပိုဆင်းမယ်ကော်ဖီမြင့်လေးတွေလောင်းထည့်ပြီးတော့စားနဲ့ကြက်သွန်ဖြူလေးတက်မယ်နှံသွားအောင်ရောသမားမှွေကြော်လိုက်မယ်ဆိုရင်တော့ပစုံကော်ဖီတုပ်ကြော်လေးကိုအလွယ်တကူရလာပါမယ်ပစုံကြီးကိုထည့်ယူပြီးတော့အချိန်ပိုဆင်းခိုင်းမယ်တိုဘူးနဲ့ငရုတ်ပွားကိုထည့်ပြီးတော့အရေကွန်လေးပြောင်လေးဖြစ်လာတဲ့အခါတိုဘူးကိုဆဲပြီးတော့အစာပလာမှုတ်တွေဖြူလိုက်မယ်ဆိုရင်တော့ပစုံတိုဘူးကြော်တစ်ခက်ကိုရသွားပါပြီငရုတ်ပွားကိုတော့မာစတာဂျာညိုလေးဆန်းလိုက်ရင်တော့ okay သွားပါပြီပစုံကြီးကိုအိုးထဲချန်ထားခဲ့ပြီးတော့ဆက်လက်အချိန်ပိုဆင်းခိုင်းလိုက်ပါမယ်ထိုင်ဝမ်မုံညင်းထည့်ပြီးတော့စားနဲ့ကြက်သွန်ဖြူလေးတက်လိုက်ပါမယ်ဟိုမွေဒီမွေလုပ်ပြီးတာနဲ့ရသွားပါပြီပစုံကိုယူပြီးတော့ခေါင်းဖယ်လိုက်မယ်ကြာစံပေါ်တင်မယ်ပစုံခွန်ကိုတော့မုံညင်းဖြူပေါ်ထားလိုက်ပစုံအသားကိုတော့ခလောက်ထားတယ်ကြက်ဥထဲနှစ်လိုက်ပြီးတော့အားလုံးကိုပေါင်းလိုက်ပါဟုတ်ပြီတစားစီဖြစ်နေတဲ့ပစုံတွေကိုအရင်ယူထုတ်လိုက်ပြီးတော့အချိန်မိုဆင်းဖို့စောင့်ခိုင်းပါကြက်သွန်စီမွေးနဲ့ရှာလာကားရီလောင်းထဲပါဟင်းသုံးခွက်အလွယ်တကူရရှိသွားပြီပဲဖြစ်ပါတယ်ပစုံကောင်အခွန်နဲ့အသားတို့ကိုအိုးထဲထည့်လိုက်ပြီးတော့ဂျင်းနှစ်ပြားလောက်ညှိနှဲပြအောင်ထည့်လိုက်ပါပစုံစီတွေထွက်လာအောင်ကြော်ပါမယ်ပြီးတာနဲ့ခရမ်းညစ်တီတဝက်ကိုအနည်းဖြစ်အောင်ကြော်ပါမယ်ရေတပကံလုံးထည့်ပြီးတော့တိုဘူးနဲ့ချက်ထားလိုက်ပါမယ်စားနဲ့နနံပင်လေးတက်လိုက်ပင်ဆိုရင်တော့ပင်လယ်စာတိုဘူးဟင်းရည်လေးရသွားပါပြီဟင်းရည်မှာပင်လယ်စာအရသာရှိသွားပြီဆိုရင်တော့ပစုံအခွန်ကိုပြန်ဆဲထုတ်ပြီးတော့ပစုံမျက်လုံးတွေကိုထုတ်ပြလိုက်ပါပစုံအခွန်ကိုကြာအကြော်မုတ်ကပ်ပြီးတော့စီပူလာတာနဲ့ရွှေရောင်လေးဖြစ်တဲ့အထိကြော်လိုက်ပါမယ်နောက်ဆုံးမှာတော့စားလေးဖြူလိုက်ပြီးဆိုရင်တော့ပစုံကြွကြော်လေးကိုရသွားမှာပဲဖြစ်ပါတယ်ပစုံသားကိုပြန်ယူထုတ်ပြီးတော့အချိန်မိုဆင်းခိုင်းမယ်ခရူးစီလေးထည့်ပြီးတော့နှံ့နေအောင်မွေးလိုက်မယ်အဲ့ဒီနောက်မှာတော့ဖတ်ထုတ်ရွက်နဲ့ပစုံဖတ်ထုတ်ဖြစ်အောင်လုပ်လိုက်ပါမယ်စီတွေအလဟတ်သက်ဖြစ်လို့မရဘူးနောက်ဆုံးနှံဖြူလိုက်တာနဲ့ပစုံဖတ်ထုတ်အိုးကက်လေးရသွားပါပြီအဲ့ဒီနောက်သူ့အောက်ကနေပြီးတော့အပေါက်လေးဖောက်ပြီးတော့ပစုံသားကိုယူထုတ်လိုက်မယ်တလုတ်ထဲနဲ့ပစုံသားကိုကုံအောင်စားမိမှာဆိုတဲ့အတွက်နုံနုံလေးဖြစ်အောင်ညှက်လိုက်ပါမယ်မင်းညာကထမင်းကြံနဲ့အိုးရဲထဲပြီးတော့စားနဲ့ကြက်သွန်မိတ်ထဲရောသမားမှွေအောင်ကြော်လိုက်မယ်ဆိုရင်တော့ပစုံထမင်းကြော်ရလာမှာပဲဖြစ်ပါတယ်လက်ဖက်စိမ်းနဲ့ကိုနွားနိုးထည့်ပြီးမှပစုံမျက်စိလေးထည့်လိုက်မယ်ဆိုရင်တော့ပလဲမစ်တီကိုအလွယ်တကူရလာမှာပဲဖြစ်ပါတယ်ထမင်းကြော်ကပစုံအနက်လေးပါရင်တော့ရပါပြီပစုံသားတွေကိုပြန်ခွဲထုတ်လိုက်ပြီးတော့ခါကျက်ဦးလေးထဲပိုညက်သွားအောင်လုပ်ပြီးတော့အကြောမုတ်ထည့်ပြီးတော့ရောမွေလိုက်ပါမယ်အသားလုံးလေးဖြစ်လာပြီဆိုရင်တော့စီပူလေးထည့်ပြီးတော့ရွှေရောင်တန်းထဲထိကြော်လိုက်မယ်ဆိုရင်ပစုံအသားလုံးလေးလုံးလို့ပြီးသွားပါပြီဒီနေ့ပစုံတကောင်နဲ့ဟင်း15မျိုးချက်လိုက်ရတယ်အကုန်ပင်လေစာတွေကြီးပဲဒီနေ့တငယ်ချင်းရဲ့မွေးနေ့ဆိုတော့မြုံနှံတဲ့အနေနဲ့ဝက်ပိုက်သားလေးဝယ်ခဲ့ပါတယ်ဝက်သားကိုအစီထုတ်ပြီးတော့မြေပဲဆန်ထဲကကျွတ်ကျွတ်မွေလေးဖြစ်အောင်ကြော်လိုက်တယ်စားလေးဖြူလိုက်တာနဲ့မြေပဲဆန်ကြော်ကျွတ်ကျွတ်လေးကโอเคသွားပါပြီဝက်သားကိုအလုံဆင်ခံပြီးတော့အစီထုံမယ်ဖတ်ထုတ်ရွက်နှစ်ရွက်ထည့်ပြီးတော့ရွှေရောင်တန်းထဲထိကြော်မယ်အစာပလာလေးဖြူလိုက်ရင်တော့ဆက်ဆက်မွေလေးနဲ့โอเคပါပြီဝက်သားကိုအချိန်မိုဆင်ခံပြီးတော့အစီထပ်ထုံမယ်ငရုတ်ပွားအနီနဲ့အစိမ်းတွေထဲစားနဲ့ကြာညိုတွေထည့်ပြီးတော့ကြော်လိုက်ရင်ဟူနန်ဒေတာရဲ့အထူးဟင်းလျာဖြစ်တဲ့ဝက်သားငရုတ်ပွားကြော်လေးโอเคသွားပါပြီငရုတ်ပွားတဲ့အရသာဝင်တာနဲ့ဝက်သားကိုအချိန်မိုဆင်ခံပြီးတော့အစီထပ်ထုတ်ပါမယ်ငရုတ်ပွားသီးတွေထည့်ပြီးတော့နွေရာသီမှာအေးခဲထားတဲ့ဖရဲသီးအခွန်တွေထည့်လိုက်ပါမယ်နည်းနည်းပပမှွေပြီးရင်တော့ဝက်သားဖရဲခွန်ကြော်လေးရလာပါမယ်ဝက်သားကိုအိုးထဲထပ်ထည့်ပါမယ်ဦးကိုစေးစီရမလို့ပဲနဲ့ရင်နွေးလေးထည့်လိုက်ရင်တော့ဝက်သားတို့ဘူးဟင်းရရလာပါမယ်ဝက်သားကိုထည့်ယူထုတ်လိုက်ပြီးတော့ထူထူလေးလှီပါမယ်ဝက်သားကိုအချိန်မိုဆင်ခံပြီးတော့အစီထပ်ထုံမယ်ဝက်အရေကုန်လေးရလာရင်တော့ငရုတ်သီးမှုတ်ဖြူလိုက်တာနဲ့ဝက်ခေါက်မာလာโอเคသွားပါမယ်ဝက်ပိုက်သားအစီကိုနည်းနည်းအရင်ထုတ်လိုက်ပြီးတော့ပဲပီဆက်ထည့်မယ်အဲ့ဒီနောက်မှာတော့လှီထားတဲ့ကြက်သွန်မိတ်တွေထည့်ကြော်လိုက်ရင်တော့ကြက်သွန်မိတ်ဝက်သားကြော်လေးကအလွယ်တကူရလာပါမယ်ဟင်းထဲအရသာဝင်တာနဲ့ဝက်သားကိုထည့်ရွေးထုတ်ပါမယ်ဝက်ကိုအမြင်မြင်လေးဖြစ်အောင်ညှက်ပြီးတော့တငယ်ချင်းအတွက်အသက်ရှည်စီတဲ့ခောက်ဆွဲတစ်ပွဲလုပ်ပေးပါမယ်ဒီနေ့တငယ်ချင်းပေးထားတဲ့စီကိုအပူပေးပြီးတော့အပေါ်ကနေအုပ်လိုက်မယ်ဆိုရင်တော့ခောက်ဆွဲကโอเคသွားပါပြီခောက်ဆွဲတဲ့အရသာဝင်ရင်တော့ရပြီတငယ်ချင်းကအသားစားရတာမကြိုက်တော့ဘူးဝက်သားကိုထည့်ရွေးထုတ်လိုက်မယ်ဝက်သားကိုအချိန်မိုဆင်ခံပြီးတော့အစီထုံမယ်ငရုတ်သီးနဲ့ခရမ်းသီးတွေထဲစားထည့်ပြီးတော့ပြောလာတဲ့အထိကြော်လိုက်ရင်တော့ခရမ်းသီးဝက်သားကြော်ကโอเคသွားပါမယ်ခရမ်းသီးတဲ့အရသာဝင်သွားရင်တော့ဝက်သားကိုထပ်ရွေးထုတ်လိုက်ပါမယ်ဝက်သားကိုအတုံးတသေးလေးဖြစ်အောင်လို့ထပ်ညှက်လိုက်ပါမယ်ဝက်သားတုံးလေးကိုအချိန်မိုဆင်းခိုင်းလိုက်ပြီးတော့အစီထုတ်ပါမယ်အစီထွက်လာရင်တော့တကြားဖြူထည့်ပြီးတော့အသားမှာတကြားရောင်လေးရလာတဲ့အခါအာလူနဲ့ရေထည့်ချက်လိုက်ရင်တော့အာလူဝက်တနေဟင်းကโอเคသွားပါပြီအာလူတွေအရသာဝင်တာနဲ့ဝက်သားလေးကိုထပ်ရွေးထုတ်မယ်ဝက်သားကိုတတောက်ဆင်းပြီးတော့ကြက်သွန်မိတ်ထဲစားနဲ့ QC ထည့်ပြီးတော့မွေမယ်အဲ့ဒီနောက်မှာတော့ဖတ်ထုတ်ထုတ်ပြီးတော့ဖတ်ထုတ်အိုကက်ကိုလုံးမယ်အိုးရဲဝက်စီနည်းနည်းထည့်ပြီးတော့အိုးအောက်ချီနာမှာထားလိုက်ပါမယ်အ
အရေးဖြော်ထားတဲ့အကြော်မုတ်လောင်းထည့်ပြီးတော့မီအေးအေးနဲ့အပူပေးထားလိုက်ပါမယ်နှမ်းလေးဖြူလိုက်ရင်တော့ဝတ်သားဖတ်ထုတ်အိုးကက်ကလေးကโอเคသွားပါပြီသူ့ကိုပြုပြင်မှုကနည်းနည်းလုပ်ပါမယ်အစာပလာကိုထုတ်လိုက်ပြီးတော့ထပ်တရာဖြစ်အောင်လုပ်လိုက်ပါမယ်နှစ်ဖက်လုံးရွှေအောင်တန်းတဲ့အထိအိုးရဲထည့်ကြော်လိုက်ရင်တော့ဝတ်သားထပ်တရာကโอเคသွားပါပြီထပ်တရာတဲ့အသားများလုံးလို့နည်းနည်းထပ်ထုတ်လိုက်ပါမယ်ကျုံမှုတ်ရေရီရေထည့်ပြီးတော့နေလိုက်ပြီးအလုံးလေးဖြစ်အောင်လုံးလိုက်ပါမယ်ဝက်စီတွေအားလုံးကအိုးရဲလောင်းထည့်လိုက်ပြီးတော့အသားအားလုံးကိုရွှေအောင်တန်းတဲ့အထိကြော်လိုက်ပါမယ်ပြီးတဲ့အခါအနှစ်လေးဆန်လိုက်ရင်တော့ဝတ်တလုံးဟင်းလေးကโอเคသွားပါပြီဒီနေ့တတိလက်လွတ်နဲ့ဟင်း73မျိုးချက်မိသွားတယ်တကယ်ခမ်းထားတဲ့စားတော်ပဲကြီးပဲတငယ်ချင်းကိုမွေးနေမှာပျော်ရွှင်ပါစီလို့ဆုတောင်းပေးပါတယ်ဒီနေ့အိမ်ကိုတငယ်ချင်းကလာလေရင်နဲ့ကျွန်တော်ကိုကြက်ဥတစ်လုံးပေးသွားတယ်အောင်မလေးစေတနာပါလိုက်တာအနှစ်နှလုံးပါတဲ့ကြက်ဥလေးကြက်ဥကိုခဏလေးကြော်ပြီးတော့ပူကီချောင်းလေးထဲနည်းနည်းပါးပါးကြော်ပြီးသွားရင်တော့ကြက်ဥတော့ပူကီကိုငရုတ်သီးမို့ဖြူလိုက်တာနဲ့โอเคပါပြီကြက်ဥကိုအနာပေးပြီးတော့ငရုတ်ပွားနဲ့တူဘူးထည့်ပြီးတော့ခဏကြော်ပါမယ်တူဘူးကြက်ဥကြော်ရလာတဲ့အခါမှာတော့အစာပလာမှုတ်ဖြူလိုက်တာနဲ့โอเคပါပြီငရုတ်ပွားကြော်လေးโอเคပါပြီကြက်ဥကအချိန်မိုးစင်မယ်ကြက်သွန်မိတ်ထည့်ပြီးတော့ကြက်နေအောင်ကြော်လိုက်ရင်တော့ကြက်သွန်မိတ်ကြက်ဥကြော်လေးကိုရသွားပါပြီကြက်ဥတွေကိုရွေးထုတ်လိုက်ပြီးတော့ပြန်သုံးဖို့ပြင်ထားပါမယ်အိုးထဲကိုကြက်ဥထဲမင်းညကထမင်းကြံထဲစားနဲ့ကြာညိုထည့်ကြော်ပြီးတော့ရာကန်ဒီကြရင်ကြက်သွန်မိတ်လေးထည့်လိုက်တဲ့အခါကြက်ဥထမင်းကြော်လေးโอเคသွားပါပြီထမင်းမအရသာလေးပါရင်ကိုရပါပြီကြက်ဥတွေကိုထပ်ရွေးထုတ်လိုက်ပါအိုးရဲကျဲဥထည့်လိုက်ပြီးတော့အချိန်မိုးစင်ပါမယ်ခရမ်းညင်ဒီတစ်လုံးထည့်ပြီးတော့မှွားသွားအောင်ခြေပြပါစားနဲ့တကြားတွေထည့်ကြော်ပြီးတော့ရာကန်ဒီမှာတော့ကြက်သွန်မိတ်လေးတက်လိုက်ရင်တော့ခရမ်းညင်ဒီကျဲဥကြော်ကโอเคသွားပြန်ပါပြီခရမ်းကျင်ဒီမှာအရသာလေးဝင်သွားပြီဆိုရင်တော့ကျဲဥတွေကိုပြန်သုံးဖို့အတွက်ရွေးထုတ်ပါအိုးဆေးစရာမလိုပဲနဲ့ရေလောင်းထည့်လိုက်ပြီးတော့ခောက်ဆွဲနည်းနည်းထည့်ပြီးချက်လိုက်ပါကျက်သွန်မိတ်လေးတက်လိုက်ရင်တော့ခရမ်းညင်ဒီကျဲဥခောက်ဆွဲကထပ်အိုကေသွားပါပြီကျဲဥကိုအချိန်မိုးထပ်ဆင်းခိုင်းမယ်ကျူဆိုင်ထည့်ပြီးတော့စားနဲ့ QC ရောကနှံ့အောင်မွေးလိုက်ပါမယ်အဲဒီနောက်မှာတော့မုတ်ဖက်နဲ့ထုတ်ပြီးတော့ကျူဆိုင်ဖက်ထုတ်လေးကโอเคသွားပါပြီကျူဆိုင်ဖက်ထုတ်ရတာဝင်တာနဲ့အပြောင်းလေးနည်းနည်းထပ်လုပ်ပါမယ်အထက်ကအစာပလာကိုထုတ်လိုက်ပြီးတော့အကျော်မုတ်ထဲတမားနေအောင်မွေးပြီးတော့နှစ်ဖက်လုံးရွှေအောင်တန်းတဲ့အထိကြော်လိုက်မယ်ဘာဂါပေါ်မှာကျဲဥကတ်တလီလေးတင်လိုက်ပြီးခရမ်းညင်ဒီဆော့ထည့်လိုက်မယ်ဆိုရင်တော့ကျဲဥဘာဂါလေးကโอเคသွားပါပြီဘာဂါတွေကိုအရသာဝင်သွားရင်တော့ကျဲဥကတ်တလစ်ကိုပြန်ယူလိုက်ပါအဲဒီနောက်မှာတော့ဂျုံမုတ်ထည့်ပြီးတော့နှံ့သွားအောင်နေပါအလုံးလေးဖြစ်အောင်လုံးလိုက်ပြီးတော့ရွှေအောင်တန်းတဲ့အထိကြော်လိုက်ရင်တော့ကျဲဥအသားလုံးကြော်ကโอเคသွားပါပြီဒီနေ့ကျဲဥတစ်လုံးနဲ့ဟင်းကိုမျိုးဟင်းရည်တစ်ခွက်ချက်လိုက်ရတယ်တငယ်ချင်းကိုထမင်းစားခိုင်းတော့မယ်တလအသုံးစည်းက200ဒီနေ့3.5ရွမ်နဲ့ကျဲဥတစ်လုံးဝယ်လိုက်တယ်ကျဲဥခွဲထည့်ပြီးတော့မှွေလိုက်တယ်နောက်ဟင်းပွဲမှာသုံးဖို့အတွက်နည်းနည်းလောက်ထုတ်လိုက်မယ်တူဘူးပြားထဲချီပြီးတော့ကြော်လိုက်မယ်ကျက်သွန်မေးခီယူစီနဲ့ငရုတ်သီးထဲကြော်လိုက်ပြီးတော့တူဘူးပြားတွေကိုရွေးထုတ်လိုက်ပါမယ်အဲ့ဒါနဲ့တူဘူးပြားကျဲဥကြော်ကโอเคသွားပါပြီမင်းညကထမင်းကြံတွေလောင်းထည့်ပြီးတော့စားနဲ့ကျက်သွန်မေးတွေနဲ့တမနေအောင်လို့မှွေကြော်လိုက်မယ်ဆိုရင်တော့ကျဲဥထမင်းကြော်ကိုအလွယ်လေးရရှိသွားပြီပဲဖြစ်ပါတယ်စီပူလာတာနဲ့ကျက်သွန်ကွင်းထည့်လိုက်ပါမယ်ခုနကကြံတဲ့ကျဲဥလေးတွေထည့်လိုက်ပြီးတော့လှန်လောကြော်လိုက်ရင်တော့ကျဲဥကျက်သွန်ကြော်လေးโอเคသွားပါပြီငရုတ်ပွားထည့်ပြီးတော့ခြေလိုက်မယ်ထမင်းမအရသာဝင်ပြီးပြီဆိုတော့ကျဲဥတွေကိုရွေးထုတ်လိုက်မယ်စားလေးထဲခယူးစီလေးထဲတမားနေအောင်ရောကြော်လိုက်မယ်အဲ့ဒါနဲ့ကျဲဥငရုတ်ပွားကြော်လေးလုံးလို့ပြီးသွားပါပြီကျက်သွန်မိန်နဲ့ငရုတ်သီးတို့ကိုမှွေးနေအောင်ကြော်မယ်ငရုတ်ပွားကအရသာဝင်နေပြီဆိုတော့ကျဲဥတွေအကုန်လုံးကိုထပ်ရွေးထုတ်လိုက်မယ်စားထဲကြာညိုထည့်ပြီးတော့အရသာဝင်အောင်လို့ရောကြော်လိုက်ပါမယ်အဲ့လိုဆိုကျက်သွန်ကျဲဥကြော်လေးโอเคသွားပါပြီအိုးကိုစီးစရာမလိုသေးပါဘူးပဲဘီဇက်ထည့်ပြီးတော့အစိမ်းကြော်ချက်ပါမယ်ကျက်သွန်မှာအရသာဝင်ပြီးပြီဆိုတော့ကျဲဥတွေကိုထပ်ရွေးထုတ်လိုက်မယ်အစာပလာအနှစ်လောင်းထည့်ပြီးတော့မီးအားကောင်းကောင်းနဲ့ဟင်းအနှစ်လေးဖြစ်တဲ့အထိကြော်လိုက်မယ်ဆိုရင်တော့ငါးရသာကျဲဥကြော်လေးကလှုပ်လို့ပြီးသွားပါမယ်ထပ်ပြီးကျဲဥတွေကိုအကုန်ရွေးထုတ်လိုက်မယ်စားထဲခယူးစီထည့်ပြီးတော့အရသာဆက်လိုက်မယ်ဖတ်ထုတ်ရွက်နဲ့လေးပြီးတော့ဖတ်ထုတ်အိုကတ်လုပ်ပါမယ်စီပူရာနဲ့ထည့်ပြီးတော့အောင်နာလေးတွေရှေ့ဝိုင်းအောင်တန်းတဲ့အထိကြော်လိုက်ပါမယ်အကြော်မို့အနှစ်လောင်းထည့်ပြီးတော့အဖုံဖုံထားလိုက်မယ်နှမ်းလေးဖြူလိုက်တာနဲ့ဖတ်ထုတ်အိုကတ်လေးရရှိမှာပဲဖြစ်ပါတယ်ပြီးတာနဲ့ဖတ်ထုတ်အောက်ခြေနာမှာနည်းနည်းလောက်ဖောက်ထားလိုက်ပြီးတော့အထက်ကအစာပလာကိုကလော်ထုတ်ပါမယ်အကြော်မှုန့်နဲ့ရေထည့်ပြီးတော့တမားနေအောင်မှွေလိုက်မယ်အဲဒီနောက်နှစ်ဖက်လုံးရှေ့ဝိုင်းအောင်တန်းတဲ့အထိကြော်လိုက်မယ်ဆိုရင်တော့ကျဲဥပန်ကိတ်လေးရရှိလာမှာဖြစ်ပါတယ်အိုးထဲကိုရေတစ်ခွက်ထည့်ပြီးတော့စူအောင်တဲလိုက်မယ်ခရမ်းညင်ဒီစော်လေးညှစ်ထည့်ပြီးတော့မှွေမယ်ပန်ကိတ်ပေါ်ကကျဲဥကတအားများနေတာကိုကျွန်တော်ကမကြိုက်ပါဘူးနည်းနည်းလောက်ယူလိုက်မယ်ရေညှိနဲ့ကျက်သွန်မိတ်ထည့်လိုက်မယ်ဆိုရင်တော့ခရမ်းညင်ဒီကျဲဥဟင်းရည်ကိုအလွယ်တကူရရှိသွားမှာပဲဖြစ်ပါတယ်ဒီနေ့ကျဲဥတစ်လုံးတည်းနဲ့ရိုးရိုးရှင်းရှင်းဟင်းရှင်းမျိုးနဲ့ဟင်းရည်တစ်ခွက်ချက်လိုက်နိုင်ပါတယ်ကဲထမင်းစားကြစို့